မြန်မာပြည်အတွင်းမှာတမိုင်းစတင်ခဲ့တဲ့အမေရိကန်ရဲ့အစွမ်းထက်တဲ့တိုက်ပွဲအတွင်းရှာဖွေခဲ့တဲ့ CSR အီရန်နိုင်ငံဝေဟင်ထက်မှာပြစ်ချခံခဲ့ရတဲ့ American F-15 လေတရဲကိုကယ်တင်နိုင်ခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာအခုလိုအနေနဲ့များလာတဲ့ရန်သူနယ်မြေကနေမြင်းမြန်းဆန်းဆန်းကယ်တင်နိုင်ခဲ့တဲ့ American ရှာဖွေရေးကယ်ဆယ်ရေးတပ် CSR ရဲ့စွမ်းရည်ကိုလူတွေစိတ်ဝင်စားလာကြပါတယ်ဒါဟာအမေရိကန်ရဲ့တိုက်ပွဲအတွင်းရှာဖွေကယ်ဆယ်ရေးတပ်ရဲ့တမိုင်းမှာနောက်ထပ်မှတ်တိုင်တစ်ခုဖြစ်လာမှာပါတိုက်ပွဲအတွင်းရှာဖွေကယ်ဆယ်ရေး CSR mission တွေဟာအမေရိကန်နဲ့မဟာမိတ်စစ်တပ်တွေအတွက်အရှုပ်ထွေးဆုံးတဲ့အချိန်နဲ့တပြေးညီဆောင်ရွက်ရတဲ့စစ်စင်ရေးတွေကအရေးကြီးတဲ့တာဝန်တစ်ခုဖြစ်ပါတယ်အမေရိကန်မှာလေတပ်အထူးတပ်ဖွဲ့ဝင်တွေကိုဒီလို CSR mission တွေအတွက်တီးတန့်လေ့ကျင့်ပေးထားပြီးလေယာဉ်တွေပြတ်ကျနိုင်ခြေရှိတဲ့စစ်ပွဲဖြစ်ပွားရာနေမြေတွေအနီးမှာကြိုတင်တပ်ဖြန့်ထားလေးရှိပါတယ်တိုက်ပွဲအတွင်းရှာဖွေကယ်ဆယ်ရေးဆိုတာပါလေရန်သူနေမြေတွေမှာပြတ်ကျတဲ့လေတရဲတွေကိုရန်သူကဘက်ဆောင်ကနေအင်အားသုံးပြီးပိုက်စိတ်တိုင်းလိုက်ရှာမှာမို့ကယ်ဆယ်ခံရဖို့မျှော်လင့်နေတဲ့လေတရဲတွေအတွက်ရောရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေအတွက်ရောအနေနဲ့အလိုများသလိုအချိန်ကအသက်ဖဲဖြစ်ပါတယ်CSAR mission တွေကိုပုံမှန်အားဖြင့်ရဟတ်ယာဉ်တွေနဲ့လှုပ်ဆောင်လေးရှိပြီးစီဖြစ်လေယာဉ်တွေကအနောက်ကနေပံ့ပိုးပေးသလိုအခြားတိုက်လေယာဉ်တွေကလည်းအဲ့ဒီဒေသမှာကင်းလှည့်တာနဲ့အန်နီရဲ့လမ်းကြောင်းရှင်းပေးတာတွေလုပ်ပေးလေးရှိပါတယ်။တောက်ကြနေကအီရန်ကနေထွက်ပေါ်လာတဲ့အတီးပြူဗီဒီယိုမှတ်တမ်းတွေမှာ American စစ်ဘက်ရဟတ်ယာဉ်တွေနဲ့အနည်းဆုံးစီဖြစ်လေယာဉ်တစ်စီးတို့ဟာအီရန်နိုင်ငံခူဇစ္စတန်ပြည်နယ်ထက်မှပြန်တန်းနေတာကိုတွေ့ရပါတယ်။လေကြောင်းကတဆင်စစ်အတွင်းကယ်ဆယ်ရေးလုပ်တဲ့တမိုင်းကြောင်းကိုပြောရမယ်ဆိုရင်ပထမကမ္ဘာစစ်ကလေးကလေယာဉ်မှုတွေဟာပြတ်ကျသွားတဲ့လေတရဲတွေကိုကယ်တင်ဖို့အတွက်ပြင်သစ်နိုင်ငံထဲမှာအရေးပေါ်ဆင်သက်ပြီးကယ်ဆယ်တာမျိုးတွေလုပ်ခဲ့ကြပါတယ်။ American စစ်အတွင်းကယ်ဆယ်ရေးအဖွဲ့တွေရဲ့အစားကတော့1943ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ mission တစ်ခုကနေဆင်သက်လာတာပါ။အဲ့ဒီတုန်းကစစ်ဘက်ခွဲစိတ်ဆရာဝန်2ဦးဟာဒဏ်ရာရစစ်သည်တွေကိုကူညီဖို့အတွက်မြန်မာနိုင်ငံအတွင်းကိုလေထီးနဲ့ဆင်သက်ခဲ့ကြတာဖြစ်ပါတယ်။ကမ္ဘာပထမဆုံးရဟတ်ယာဉ်နဲ့ကယ်ဆယ်ရေးကတော့နောက်တစ်နှစ်မှာဖြစ်ပွားခဲ့ပြီး American အရာရှိတဦးကဂျပန်တပ်တွေရဲ့ကြားမှာရှိနေတဲ့ American စစ်သည်လေးဦးကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတိုက်ပွဲအတွင်းမှာရဟတ်ယာဉ်ကိုပထမဆုံးအကြိမ်စစ်စင်ရေးမှာအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာစစ်အတွင်းရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုစနစ်တကျဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့ခေတ်သစ် CSR စနစ်ကတော့ Vietnam စစ်ပွဲအတွင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။ Bat 21လို့ခေါ်တဲ့ mission တစ်ခုမှာဆိုရင်မြောက် Vietnam တပ်တွေရဲ့နောက်ဖက်မှာပြတ်ကျသွားတဲ့လေယာဉ်မှုကယ်ဖို့စူးစမ်းရင် American ဘက်ကလေယာဉ်အတော်များများဆုံးရှုံးခဲ့တယ်လို့စစ်တီအမြောက်များလည်းတည်ကြည်တန်ရာရခဲ့ပါတယ်။ဒါပေမဲ့အဲဒီကနေအတွေ့အကြုံယူပြီး CSR mission တွေကိုပိုပြီးကျေပြန့်အောင်အစွမ်းထက်အောင်လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီကရတဲ့အတွေ့အကြုံတွေကပဲနောက်ပိုင်းစစ်အတွင်းကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီအလုပ်ကိုအဓိကလှုပ်ဆောင်သူတွေဟာ Pararescue လို့ခေါ်တဲ့အထူးစစ်စင်ရေးအဖွဲ့ဝင်တွေဖြစ်ပါတယ်။ Pararescue သူတို့ရဲ့ဆောင်ပုဒ်ကတခြားသူတွေအသက်ရှင်နိုင်မှုအတွက်ဒါတွေကိုငါတို့လှုပ်ဆောင်တယ်။ These things we do that others may live ဆိုတာပဲဖြစ်ပါတယ်။သူတို့ရဲ့လုပ်ငန်းစဉ်ဟာ American စစ်သည်တွေကိုဘယ်သူ့ကိုမှနောက်ချမထားခဲ့ဘူးဆိုတဲ့ဂတိကဝတ်ရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီ CSAR တပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်ရေးစစ်သည်အဖြစ်ရောစေဘက်ဆိုင်ရာကျွမ်းကျင်သူပါဖြစ်အောင်အပြင်းအထန်လေ့ကျင့်ထားကြရသူတွေဖြစ်ပါတယ်။သူတို့ဟာ American စစ်တပ်မှာအခက်ခဲဆုံးလို့သတ်မှတ်ထားတဲ့ရွေးချယ်ရေးနဲ့လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေကိုဖျက်ကျော်ရပါတယ်။ဒီတင်နန်းကိုအောင်မြင်မှုအတွက်2နှစ်ခန့်ကြာမြင့်ပြီးလေဒီခုံတာရေငုတ်တာရေအောက်ဖောက်ခွဲတာအသက်ရှင်တန်ရေးခုခံရေးနဲ့ထွက်ပြေးလွတ်မြောက်ရေးနီးပြူဟာတွေအပြင်အရက်ဖက်အရေးပေါ်စေဘက်ဆိုင်ရာတင်နန်းအပြည့်စုံကိုပါတက်ရောက်ရတာဖြစ်ပါတယ်။ဒါအပြင်စစ်မြေပြင်စေပညာရှုပ်ထွေးတဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့စစ်လက်နက်တွေအကြောင်းကိုလည်းအထူးတင်နန်းတွေတက်ရပါတယ်။ဒီတင်နန်းသားတွေရဲ့80%ကဟာတင်နန်းကနေလက်မြောက်နှုတ်ထွက်သွားကြရလိမ့်ရှိတယ်လို့ဆိုပါတယ်။မြေပြင်မှာတော့ဒီအဖွဲ့တွေကိုရှာဖွေကယ်ဆယ်ရေးအရာရှိတွေကဦးဆောင်ပြီး mission တွေကိုစီမံခန့်ခွဲတာပူးပေါင်းဆောင်ရွက်တာနဲ့အကောင့်အထည်ပေါ်တာတွေကိုလှုပ်ဆောင်ကြပါတယ်။ American Pararescue အဖွဲ့တွေကို Iraq နဲ့ Afghanistan စစ်ပွဲတွေမှာအမြောက်အများအသုံးပြုခဲ့ပြီးဒဏ်ရာရစစ်သည်တွေနဲ့ကယ်ထုတ်ဖို့လိုအပ်တဲ့မဟာမိတ်တပ်သားတွေအတွက် mission ပေါင်းထောင်ချီဆောင်ရွက်ခဲ့ပါတယ်။ဥပမာအားဖြင့်2005ခုနှစ်မှာAfghanistan ကရွာတရွာမှာပုံအောင်နေရတဲ့ဒဏ်ရာရနေတဲ့ American ရေတပ် Navy SEAL အဖွဲ့တွင်တဦးကိုကယ်တင်ဖို့လေတပ် Pararescue အဖွဲ့တွေပါဝင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကိုနောက်ပိုင်းမှာတော့ Lone Survivor ဆိုတဲ့ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ဒါအပြင်1999ခုနှစ်က Xavier ဝေဟင်အထက်မှာပစ်ချခံရတဲ့ F-170 ကိုပြောက်တိုက်လေယာဉ်မှုကို Pararescue အဖွဲ့ဝင်တွေကရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။1995ခုနှစ်ဘော့စနီးယားစစ်ဆေးရေးအတွင်းမှာ American လေတပ်လေယာဉ်မှူး Scott O'Grady မောင်းနေနဲ့ F-16 လေယာဉ်ဟာပစ်ချခံခဲ့ရပါတယ်။သူဟာရန်သူနယ်မြေထဲမှာ6ရက်တိုင်တယောက်ထဲအသက်ရှင်အောင်ကြိုးစားခဲ့ရပါတယ်။သူဟာတည့်ရက်တွေကိုစားခဲ့ရတယ်လို့လူနေထူတတ်တဲ့နေရာတွေကိုရှောင်ရှားခဲ့ပြီးရန်သူကသူ့ကိုမမိအောင်ရေဒီယိုကိုလည်းခဏတစ်ဖြုတ်ပဲအသုံးပြုခဲ့ပါတယ်။ရန်သူတွေကသူ့ကိုအပြင်းထန်ရှာဖွေနေတာကြောင့်သူ့ရဲ့လှုပ်ရှားမှုတိုင်းနဲ့ဆက်သွယ်ရေးကြိုးပမ်းမှုတိုင်းဟာသူ့အတွက်အသက်အန္တရာယ်ရှိနေတာဖြစ်ပါတယ်။နောက်ဆုံးမှာသူ့ရဲ့အချက်ပြမှုကိုအသေးအချအတီးပြုတ်နိုင်ခဲ့တဲ့အခါ American Marine တပ်ဖွဲ့တွေကကယ်ဆယ်ရေးမရှင်ကိုစတင်ခဲ့ပါတယ်။တိုက်လေယာဉ်တွေရဲ့အဆောင်အရှောင်နဲ့ရဟတ်ယာဉ်တွေဟာရန်သူနေမြေတွေကိုနက်နက်ရှိုင်းရှိုင်းဝင်ရောက်ခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ဝင်တွေမြေပြင်ပေါ်ဆင်းသက်လိုက်တဲ့အချိန်မှာရန်သူတွေကဝိုင်းပြီးပစ်ခတ်ကြပါတယ်။ဒါပေမဲ့ကယ်ထုတ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးဟာမိနစ်ပိုင်းပဲကြာမြင့်ခဲ့ပါတယ်။ O'Grady ကစာလောင်မွတ်တိတ်ပြီးပေမန်းနွမ်းနေပေမဲ့အသက်ရှင်လျက်နဲ့ဘေးကင်းရာကိုပြန်ရောက်ခဲ့ပါတယ်။ဒီကယ်ဆယ်ရေးဟာ CSAR သမိုင်းမှာအကျော်ကြားဆုံးအောင်မြင်မှုတစ်ခုဖြစ်တယ်လို့လေ့ကျင့်မှုနဲ့ပြတ်သားတဲ့စိတ်တူရဲ့တသက်တစ်ခုလည်းဖြစ်ပါတယ်။တကယ်တော့ရန်သူကလည်းလာကဲမဲ့အဖွဲ့ကိုဆောင်ပြီးအပိုင်ချောင်းပစ်တကြတာပါ။ဒါကြောင့် CSAR ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာရန်သူမြေပြင်မှာဝေဟေပစ်တုံးကြီးအနေနဲ့ကယ်ဆယ်ခံရမဲ့လေတရဲကိုတီကျက်ထားပြီးစနိုက်ပါနဲ့ချောင်းပစ်ခံရမဲ့အနေတွေကိုပါရင်ဆိုင်ရတာဖြစ်ပါတယ်။ကြက်ကျသွားတဲ့လေတရဲရှိတဲ့နေရာကိုအတီးပြုတ်နိုင်ပြီဆိုတာနဲ့ကယ်ဆယ်ရေးမစ်ရှင်ကိုစတင်ပါပြီ။ပုံမှန်အားဖြင့်နာရီပိုင်းမစ်ရှင်ပြီးအောင်ဆောင်ရွက်တာဖြစ်ပေမဲ့တခါတရံရက်အနည်းငယ်ထိကြာသွားတတ်ပါတယ်။ CSAR စစ်စင်ရေးတွေဟာစနစ်တကျပေါင်းစပ်ညီနိုင်ထားရတာဖြစ်ပြီးအကအကွဲအချက်ထက်နဲ့တိကျမှုတွေပါဝင်ပါတယ်။ အေထန်တန်တာဘော်လိုလေရင်တွေဟာရန်သူလေကြောင်းပြအန်ရတွေကိုနှိမ်နှင်းဖို့အဲ့ဒီကယ်ဆယ်ရေးနေရာတစ်ဝက်အပေါ်မှာဝဲပြန်နေတတ်ပါတယ်။တစ်ဖက်မှာလည်း HH-60 Fake Hawk လိုကယ်ဆယ်ရေးရဟတ်ယာဉ်တွေကရေဒါတွေမမိအောင်မြေပြင်နဲ့ကပ်ပြီးအန်ရနဲ့လက်တကန်းအနေဆုံးအမြင်ကနေပြန်တန်းကြရပါတယ်။အဲ့ဒီရဟတ်ယာဉ်ပေါ်မှာတော့ Pararescue Man ဒါမှမဟုတ် PJs လို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်တွေပါပါတယ်။သူတို့ဟာစေဘတ်ကျွမ်းကျင်သူကွန်မန်ဒိုနဲ့အသက်ရှင်တရေးကျွမ်းကျင်သူ၃မျိုးစလုံးပေါင်းဆက်ထားတဲ့အထူးချွန်ဆုံးစစ်သည်တွေဖြစ်ပါတယ်။သူတို့ရဲ့မရှင်ကတော့ရှင်းပါတယ်။ဘလို့အနေရပဲရှိရှိမိမိလေးတရေကိုရှာဖွေဖို့နဲ့ဘေးကင်းရာရအောင်အသက်ဆွန့်ပြီးပြန်လဲကဲထုတ်ဖို့ပါပဲ။အချိန်ကိုက်ဆောင်ရွက်နိုင်မှုထိုင်မင်ကအတိကအသက်ပါ။ယနေ့ American F-15 တိုက်လေယာဉ်ရဲ့လေတရေကိုကဲတင်သွားပုံကိုအသေးစိတ်မသိရသေးပေမဲ့ CSAR ရဲ့အောင်မြင်မှုမော်ကွန်းတစ်ခုဖြစ်သွားတာကတော့အသေးချပါပဲ။ဒါကတော့ဆရာ Richard မျိုးတန်ရေးသားထားတဲ့သတင်းအကြောင်းအရာလေးတွေကိုမြတ်တွေကပြန်လဲ sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။မြတ်တွေပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်။နောက်မှပြန်တွေ့ပါမယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။